ကပြောပြောတယ်စီပူဖြစ်တယ်စီပူဖြစ်ပြီးတော့ကျွန်တော်ခုလေ6လောက်စီစားပြောက်သွားတယ်ပေါ့နော်ပြန်လို့မရှိဘူးဆရာတို့အကောင်ကြီးဘယ်လောက်ရှိလဲမရှိလဲကျွန်တော်တို့ပြန်ဒါပေမဲ့အခုနောက်ကပြန်စီနောက်တော့ပြန်စီတော့အဲ့ဒါမရှိဘဲနဲ့ဘီတဲ့ဘီကိုအခွန်ပါဝင်နေတယ်ပေါ့နော်စီပြီးတော့ဘီမဘီရဟုတ်လားဝင်ပြောပြောဘီရလေဆိုအဘီဝင်တာလားဆိုတော့အဘီဝင်တာလည်းမဟုတ်ဘူးဝင်အခွန်လောက်ကိုတွေ့တယ်ပေါ့နော်အဲ့လိုပြောကာဝစီထိုးဆိုလို့ကာဝစီ3ချိန်တော့ထူလိုက်တယ်သူပြန်စစ်တော့တော့မရှိတော့လို့တော့သူယူဆတယ်ပေါ့နော်အဲ့တိုင်းအဲ့တောင်းကြောအဲ့ချိန်မှာကြောအရက်လုံးဝမတော့ကြောအရက်မတော့တော့နည်းနည်းလောက်ရှိပါပြီပေါ့ရတော့ဆက်လဲတောက်လိုက်ပြန်နားလိုက်လို့သူလောက်တာလူရက်တော့ပါနောက်အဲ့လူလည်းဖြစ်ပြီးတော့ရက်တော့ပြီးဘုံလင်းလေးတာခံနိုင်စားလို့အဲ့လိုကောင်းလားစားအခုကစားတာတော့စားတယ်ဆရာအခုကတော့စားတယ်အဲ့လိုကောင်းအရင်တော့ရက်တော့စားလို့လည်းမကောင်းအဲ့လိုလည်းမကောင်းဟုတ်စီဝင်းနေမှန်လားစီဝင်းကချုပ်တယ်အဲ့ဒါကြောင့်ဖြစ်တာနော်အဲ့ဒါရခံအဲ့ဒါပဲနော်ချုပ်တယ်နောက်ပြီးတော့အဲ့မီမသားကြီးဖြစ်တယ်ကူလက်ဘလို့ဘောမီမလုပ်ချင်မကန်ဘူးလေးနော်လေးပြီးတော့ဒီကကြီးကလည်းထောက်အောင်အဲ့မှာဟိုဒုက္ခပြီးအဲ့လိုဝေဒနာရပိုင်းမှာပြောက်သွားဘလို့နေမလားဝမ်းသာတော့တိုင်းတဲ့လုံးမဆရာရဲ့ဟုတ်ပဲလားရန်ကုန်ဆရာတော့ဂရီးတော့ပြန်တောင်းလေဟိုစားရက်ပိုင်းနဲ့ပြောက်သွားရင်ရက်ပြန်တောင်းပါလားပြန်တောင်းရတော့ရက်ကတော့ဘူးရမယ်လို့ပြောရက်ကတော့မဟုတ်လူလာလဲရတယ်လူကျွန်တော်တောက်ဘူးမတောက်တော့လားကျွန်တော်တို့ဘာလို့ဆိုကြံရှိတဲ့အချိန်လို့တန်ဖိုးရှိဖြတ်တန်းမှာနော်ကျွန်တော်တို့ကဟိုအသက်ကရလာပြီးတဖြည်းဖြည်းအိုးရတာပြိုးလာတာမဟုတ်လေနော်အဲ့ဒါကျွန်တော်ကျမ်းမာရေးခရုဆိုင်ရမလားကျွန်တော်ကျမ်းမာရေးပြစ်ထားတဲ့အတွက်ကျမ်းမာရေးကိုပညာပြနေနော်မကြခင်မှာမင်းမွေးတိုင်းဖောင်မွေးတိုင်းဖြစ်သွားလိမ့်မယ်နာမည်ဘယ်လိုလဲဦးထေးရှိနော်ကောင်းပြန်လာပဲဦးနော်ဆရာရက်ပိုင်းမှာပဲပြောင်းသွားလိမ့်မယ်နော်